မာတွေကိုအတူသုံးမတိုးရနဲ့ချင်းငွေလူလိမ့်နေစင်ပီတန်မှာအခါချင်းငွေတပြားတစ်ချက်မှမပေါ်ရလိမ့်စားနေရစင်ပီတန်ကအွန်လိုင်းကနေချင်းငွေမထုတ်ပေးပါဘူးရုံးမှာကိုရိုင်းလူလိမ့်နေအပေါ်ရချင်းလို့လည်းမရဘူးလိန်ခန်ထိဝိုင်း6,689ဘတ်အောင်ပါဝိုင်းငလိမ့်စင်ပီတန်လူလိမ့်မောနေအောင်မယ်ရေလေးနဲ့တော့ပြီးဒီမှာခဏထိုင်ပြောပြမယ်စင်မီတန်အစ်စ်ကအခါချင်းငွေတပြားတစ်ချက်မှမပေးရပါဘူးဟဲ့အပေါ်ရေငါစီကကြိုတင်ငွေဆိုပြီးတော့ပတ်စံတောင်းသွားရလေဟုတ်ကဲ့အကိုစိတ်လျှော့ပါတေးချလေးနဲ့ဟောက်ပြီနော်စင်မီတန်အစ်စ်ကအခါချင်းငွေတပြားတစ်ချက်မှမပေးရပါဘူးဒါကြောင့်မလို့ငွေလဲဖို့တောင်းဆိုလာပြီဆိုလို့ရှိရင်တည်ထားရမှာကစင်မီတန်အစ်စ်ဟုတ်ပါဘူးစင်မီတန်ကလူတွေရဲ့ယုံကြည်မှုကိုရထားတဲ့တခုတည်းသောတရားဝင်ချင်းငွေလုပ်ငန်းဖြစ်တာမို့လို့စင်မီတန်ရဲ့နာမည်ကိုအသုံးပြုပြီးတော့လူတွေရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီး live လိန်နေတဲ့စင်မီတန်ရဲ့နာမည်တူ page 2တွေအများကြီးရှိပါတယ်။ဒါကြောင့်မို့လို့စင်မီတန်နာမည်မြင်တိုင်းအတူလားအစ်စ်လားတေချာမလေးလာပဲနဲ့သွားပြီးတော့ဆက်သွယ်မိရဆိုလို့ရှိရင်အလင်ခံရနိုင်ပါတယ်။ဒါဆိုရင်အတူလားအစ်စ်လားဘယ်လိုခွဲရမှာလဲဟဲ့။ဟုတ်ပြီ။စင်မီတန် official page ကယနေ့အထိ follower 8000ရှိနေပြီးတော့အခြားနာမည်တူ page အတူတွေနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင် follower အများဆုံး page ဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင်နေ့စဉ်ဒီပါ post တွေအများတန်းတင်ပြီးတော့ active ဖြစ်နေတဲ့ page ကအစ်စ်ဖြစ်ပါတယ်။နောက်ပြီးရင်စင်မီတန်ကတရားဝင်ချင်းငွေ company ဖြစ်တာမို့လို့လူလိမ် page တွေလိုမျိုးသူတစ်ပါးရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကို copy နဲ့တင်ပြီးတော့ကြော်ညာမှာမဟုတ်ပါဘူး။ဝန်ထမ်းတွေရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုလည်းပြပြီးတော့သစ္စာယုံကြည်မှုကိုလိမ်လည်ယူပြီးတော့ပတ်စံတောင်းမှလည်းမဟုတ်ပါဘူး။ဟဲ့အပေါ်တွေပြောမနေတဲ့ကောင်မဒီမှာငါကိုယ်တိုင်အလိမ်ခံထားရတာမြင်လားဒီ screenshot လေးရမှာဆိုလို့ရှိရင်စင်မီတန် client တယောက်ကစိတ်မကောင်းစွာနဲ့လူလိမ် page ကိုသားဆက်သွယ်နေပြီးတော့ပတ်စံလိမ်ခံထားရတာကိုမြင်ရမှာဖြစ်ပါတယ်လူလိမ်တွေကစင်မီတန် page အစ်စ်ကဝန်ထမ်းတွေရဲ့ဓာတ်ပုံတွေကိုပါယူသုံးပြီးတော့ဝန်ထမ်းအယောင်ဆောင်ပြီးတော့ပတ်စံတောင်းတာကိုမြင်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အားလုံးပဲဒီလိုအဖြစ်အပျက်တွေမကြုံရအောင်သိထားရမှာကစင်မီတန်ကဘယ်တော့မှသူတစ်ပါးရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုပြပြီးတော့ပတ်စံတောင်းမှာမဟုတ်ပါဘူး။နောက်ပြီးရင်ချင်းငွေပြန်ဆက်တဲ့အခါမှာလည်းတင်ကိုယ်တိုင်စင်မီတန်ရှုံးကိုလာပြီးတော့ချင်းငွေထုတ်တဲ့နေ့တော့ကတင်းရဲ့လက်ထဲကိုထည့်ပေးလိုက်တဲ့ချင်းငွေစရင်စာရွက်လေးမှာပါတယ်ဘန်ကျူဝါကုတ်လေးကိုပဲ scan ဖတ်ပြီးတော့ပြန်ဆက်လက်ခံတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီစာရွက်လေးကအရေးကြီးပါတယ်။ဒီစာရွက်လေးပျောက်သွားခဲ့လို့ရှိရင်လည်းစင်မီတန်ရဲ့ call center 0202422424ကိုဖုန်းဆက်ပြီးတော့ပြန်တောင်းလို့ရပါတယ်။အကယ်လို့အဲ့လိုမလုပ်ခဲ့တဲ့တင်က page အတုတွေကိုသွားပြီးဆက်သွယ်ဒီတောင်းဆိုမယ်ဆိုလို့ရှိရင်တော့သူတို့လိန်နာကိုဒီပုံထဲကအကိုလိုမျိုးခံရမှာဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင်စင်မီတန်ရဲ့ချင်းငွေပြန်ဆက်လက်ခံတဲ့ fan account နာမည်မှာလည်းစင်မီတန် company နာမည်ပါပါတယ်ဒါမှအစ်စ်ဖြစ်ပါတယ်အခြားနာမည်တွေဆိုလို့ရှိရင်တော့အတူပါကဲဒီလောက်ဆိုလို့ရှိရင်တော့စင်မီတန်အတူနဲ့အစ်စ်ကိုခွဲတတ်တင်ပါပြီအေးအခုတော့သိပြီဘယ်လိုခွဲရမလဲဆိုတာဒါပေမဲ့ငါပတ်စံတွေပါသွားပြီဘယ်လိုလုပ်မှလဲပြောတင်ကစင်မီတန်အစ်စ်လားအတူလားသေသေးချာချာမခွဲခြားဘဲနဲ့စင်မီတန်အတူကိုယုံကြည်မိပြီးတော့ပတ်စံအလင်ခံရခဲ့မယ်ဆိုလို့ရှိရင်စင်မီတန်အစ်စ်ကတာဝန်ယူပေးမည်မဟုတ်ပါဒါကြောင့်မို့လို့ငွေကြေးကိစ္စရပ်တွေကပေါ်သေးသေးကိစ္စမဟုတ်တဲ့အတွက်ကြောင့်မလို့အစ်စ်လားအတူလားတော့သေသေးချာခွဲတတ်အောင်စူးစမ်းပြီးတော့မှယုံကြည်ကြပါလို့စီစီကအကြံပေးချင်ပါတယ်အားလုံးပဲလူလိမ်တွေကနေကင်းဝေးကြပါစေ